ချိုက်ကျွန်တော်ခဲပါဦးဗျာကျွန်တော်အရှင်နေစိုးနေပြီဗျာကျွန်တော်ဆေးရုံသွားမှရတော့မယ်ကျွန်တော်ခဲပါဦးဗျာအဲ့ဆိုင်တော့ဖြစ်မှာလေဟာမအဲ့ဆိုင်ကြောင်းကြပြီလားဟာတော့အဲ့ဆိုင်တော့မင်းလည်းဒုက္ခပဲဟဲ့ရှာကျွန်တော်ပြုတ်ကိုကြည့်ပါဦးဗျာကျွန်တော်ဆေးရုံသွားမှရတော့မယ်ဗျာကိုခဲပေါင်ဖြည့်ပြီးပြီလားမောင်လေးကိုခဲပေါင်ဖြည့်ပြီးပြီလားမောင်လေးဗျာကိုခဲပေါင်မကိုခဲပေါင်ဖြည့်ပြီးဗျာရောဒါကိုအဒမီစီသွားပြီးတော့လက်မှတ်ထိုးလာခဲ့နော်ဗျာဘာလို့လဲဗျာဟဲ့နေကောင်ကဝဲဦးလဲအဲ့ဒါကုမ္ပဏီရဲ့ပစ္စည်းကိုနေကအဲ့ဒီပစ္စည်းကိုဆရာဝန်တွေစီသွားရင်ယူသွားမှာမဟုတ်ဘူးလားအေးယူသွားရင်အဲ့ဒါအဒမီစီကခွင့်ပြုချက်ပါမှဖြစ်မှာပေါ့အဲ့ကြောင့်သွားလက်မှတ်သွားထိုးလာခဲ့ဟုတ်ကဲ့ဟောကျွန်တော်ဒီဝက်ကိုလဲလို့အပြင်ယူသွားခွင့်ခွင့်ပြုချောင်းလက်မှတ်လေးထိုးပေးပါဦးဗျာယူဝိုင်းလည်းတိကျပြန်နော်ကြောင်အဒမီကအသုံးကြောက်ဖြစ်မှာပါညာသိရမလားလေးနေအောင်တော့အမသားကျူးစားကြည့်လောက်မောင်လေးရေရပြီမောင်လေးဟဲ့မောင်လေးဟဲခေါ်လို့လည်းမရတော့ဘူးလာကြပါဦးခေါ်လို့မရတော့ဘူးလာကြပါဦးဒီကောင်လေးကခက်တော့တာပဲအလောက်ကနားမဲ့ဆိုရင်တလားကြိုပြောရမယ်လို့ပြောထားတဲ့ကိစ္စကိုအခုလို့ချက်ချင်းကြီးတေချသွားတာကတော့အရေးကိုယူမှရတော့မှာ